Reader Channel ရုပ်သံ line နဲ့ပြုံးမလေးဆို YouTube Channel တို့ဒါကြည့်ရှုအားပေးနေကြတဲ့အားသားဝနာရှင်ပိတ်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဖေဖော်ဝါရီလ25ရက်နေ့မြန်မာစံတော်ချိန်ညနေ4 နာရီအချိန်မှာတော့မြန်မာနေရှင်လီပွဲစဉ်19ရက်ပွဲကောင်းတစ်ပွဲဖြစ်တဲ့ ISB အသင်းနဲ့ရှောင်းလိုက်တဲ့အသင်းတို့ကတော့ရှာကုန်မျိုးသူ့နာအားသားကွင်းမှာတော့မကြခင်ချိန်တော်တွင်းမှာတော့စတင်ရှင်မြန်ကစားသွားကြတော့မှလည်းဖြစ်ပါတယ် ISB အသင်းကတော့ဒီနေ့ပွဲစဉ်မှာတော့အင်ဂျီအဝါရောင်ဘောင်းဝီအပြရောင်ချေအဖြူအောင်တို့ဝစ်စင်ကစားသွားမှာပဲဖြစ်ပါတယ်ဒီနေ့ကစားမရှိတဲ့ကြော်တီဟာဆိုရှုပ်တိုင်းကန်နေပေးထားတယ်မော်ရီစီယိုပဲတိုက်စမှာပဲဆန္ဒနိုင်ကျွန်တော်ပွဲအစမှာပဲ ISB အသင်းရဲ့ကိုဘောချိတ်ထောက်မှုတစ်ချိန်ကိုတော့စတင်မြင်တွေ့ခဲ့ရည်လည်းဖြစ်ပါတယ်ရရှိထားသေးတယ်အခွင့်လဲမှာပဲမဆာကီလေကိုထည့်ထားပေးတယ်ရကောင်းခန့်စောင့်ပြေကိုလက်ကတယ်ဒီချိန်မှာတော့ရှောင်းလိုက်တဲ့အသင်းဦးဆောင်ကိုတော့သွင်းဦးသွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်တိုက်စစ်မှာရှိနေတဲ့အစောင့်ပြေကိုဒီချိန်ခန့်စစ်ကပေးပို့လိုက်တဲ့ဘောလုံးကိုတော့ဧရိယာထဲမှာပဲအကောင်းဆုံးကန်သွင်းဆုံးသက်ပြီးတော့ရှောင်းလိုက်တဲ့အသင်းအတွက်လိုအပ်နေတဲ့ဥဆောင်ကိုတော့ပွဲကစားရင်18မိနစ်ရောက်မှာတော့သွင်းဦးပေးလိုက်နိုင်ပြီပဲဖြစ်ပါတယ်ဒီသွင်းကိုကြောက်မယ်စောင်းပြေကိုရဲ့ဒီရာသီမြန်မာနေရှင်လီသွင်းကိုကတော့12ဂိုးထိရှိလာခဲ့ပြီပဲဖြစ်ပါတယ်ကိုမြတ်ဖုံးဝေကျွန်တော်တို့တော်တော်လေးကိုကောင်းမွန်တဲ့သွင်းကိုတကိုးတော့မြင်တွေ့ထားခဲ့ရတာဖြစ်ပြီးတော့ဒီသွင်းကိုကိုလည်းဒီရာသီမှာရှောင်းနေတဲ့အသင်းရဲ့သွင်းကိုအများဆုံးသွင်းယူထားတဲ့စောင်းပြေကိုကပဲသွင်းယူထားခဲ့တာလည်းဖြစ်ပါတယ်ရှောင်းနေတဲ့အသင်းပဲကောက်တိုက်တယ်ကိုကြီးပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒီမှာမြောက်တင်ပေးလိုက်တဲ့ဘောလုံးကိုခန့်စစ်ကလိုက်ပါလာခဲ့တဲ့တဟိန်းဆိုအကောင်းမှုဆုံးခေါင်းတိုက်အဆုံးသက်ပြီးတော့ရှောင်းနေတဲ့အသွင်းအတွက်နောက်ထပ်သွင်းကိုတကိုးတော့သွင်းယူပေးလိုက်နိုင်ပြီဖြစ်ပါတယ်အဲ့ဒီထိတ်ကမြောက်ပေးလိုက်တဲ့ဘောလုံးကိုတော့ခန့်စစ်ကနေတက်စစ်တီလိုက်ပါလာခဲ့တဲ့တဟိန်းဆိုအကောင်းမှုဆုံးခေါင်းတိုက်အဆုံးသက်ပြီးတော့ဒီနေ့ပွဲစဉ်မှာရှောင်းနေတဲ့အသင်းအတွက်ဒုတိယမြောက်သွင်းကိုတော့သွင်းသွားနိုင်ခဲ့ရလည်းဖြစ်ပါတယ်။အေးရထိတ်ကမြေကောင်းခန့်ရဲ့အကောင်းမှုဆုံးဖန်တီးပေးဖို့မှုကိုခါစစ်ကလိုက်ပါလာခဲ့တဲ့တဟိန်းဆိုအကောင်းမှုဆုံးခေါင်းတိုက်အဆုံးသက်ပြီးတော့ဒီနေ့ပွဲစဉ်မှာရှောင်းနေတဲ့အသင်းလိုအပ်နေတဲ့နောက်ထပ်သွင်းကိုတကိုးတော့သွင်းပေးလိုက်နိုင်ခဲ့ရလည်းဖြစ်ပါတယ်။အခုတော့ဆွတ်တက်လာခဲ့တဲ့လိုက်ပါလာခဲ့တဲ့ယူကီတိုက်စစ်ကိုထပ်ထည့်ထားပေးတဲ့မြေကောင်းခန့်ဒီချိန်မှာလဲ ISB အသင်းရဲ့ခန့်စစ်ကအသင်းကောင်းဆောင်ကြော်တီဟာဆိုရှင်းထုတ်ထားခဲ့တဲ့အတွက်ကြောင့်မို့လို့ဒီနေ့ပွဲစဉ်ရဲ့ရှောင်းနိုင်တဲ့အသင်းရဲ့တတိယမြောက်တောင်ကမောကိုတော့ပြန်ခွင့်ရခဲ့တာလည်းဖြစ်ပါတယ်ဒီတွေ့ရတဲ့အခြေအနေမှာတော့ရှောင်းနိုင်တဲ့အသင်းနောက်ထပ်သွင်းကိုတကိုးတော့သွင်းယူသွားနိုင်ခဲ့လည်းဖြစ်ပါတယ်ကျွန်တော်တို့တွေရုပ်သံအနေပြကွက်တွေပြန်လည်ပြသတဲ့အတွင်းမှာပဲရှောင်းနိုင်တဲ့အသင်းနောက်ထပ်သွင်းကိုတကိုးတော့သွင်းယူနိုင်ခဲ့တာဖြစ်ပြီးတော့ဒီသွင်းကိုသွင်းယူနိုင်ခဲ့တဲ့ကစားသမားကတော့ကွင်းလေရမဆာကီပဲဖြစ်ပါတယ်မဆာကီဒီသွင်းကိုကြောက်မဲ့သူ့ရဲ့ဒီရာဒီမြန်မာနေရှင်ကြီးသွင်းကိုကတော့9ဂိုးအထိရှိလာခဲ့ပြီလည်းဖြစ်ပါတယ်မြင်တွေ့တဲ့အတိုင်းပဲတောင်ကောင်မော်နေတစ်စင်းအနီးကအပေးယူကနေပြီးတော့အေရီယာတွေကိုဖြတ်တင်လိုက်တဲ့ဘောလုံးကိုတော့အေရီယာမှာအသင်းရှိနေတဲ့မဆာကီအကောင်းဆုံးခေါင်းတိုက်အဆုံးသက်ပြီးတော့ရှောင်းနိုင်တဲ့အသင်းလိုအပ်နေနောက်တဲ့သွင်းကိုတကိုးတော့ပွဲကစားချိန်36မိနစ်မှာတော့ထပ်မံသွင်းယူနိုင်ခဲ့ပြီလည်းဖြစ်ပါတယ် ISB နောက်တန်းကချိန်ပြီးရှင်းလို့နိုင်ခဲ့တာပဲဖြစ်ပါတယ်ဒီဝက်ရှုကနေပြီးတာလေကိုကျော်စင်ဟေးရှောင်းနေတဲ့အသင်း ISB အသင်းရဲ့ကွင်းဘက်ချမ်းလေတဝက်လောက်မှာတော့ပြည်တယ်မော်ကန်ဝင်ရမှာလည်းဖြစ်ပါတယ်လင်းထက်ဆိုးလက်ကတယ်ဝင်လာပါပဲအဝနာဆိုးအဲ့စီကိုထည့်ထားပေးတယ်စောင့်အပြစ်ကိုရှောင်းနေတဲ့အသင်းမှာလက်ကတယ်ဒီချိန်ထဲမှာပဲရှောင်းနေတဲ့အသင်းနောက်ထပ်သွင်းကိုတကိုးတော့သွင်းသွားနိုင်ခဲ့လည်းဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာကွင်းလေရပေါ်ထက်ပါဝင်ကစားလာခဲ့လင်းထက်ဆိုဘောသားချိန်54မိနစ်အကျော်မှာတော့ရှောင်းနေတဲ့အသင်းလိုအပ်နေနောက်ထပ်သွင်းကိုတကိုးတော့သွင်းပေးလိုက်နိုင်လည်းဖြစ်ပါတယ်ကွင်းလေရချပေးလိုက်တဲ့ဘောလုံးကိုတော့လင်းထက်ဆိုအဲ့ဒီထဲမှာအကောင်းဆုံးကန်သွင်းဆုံးသက်ပြီးတော့ရှောင်းနေတဲ့အသင်းအတွက်လိုအပ်နေနောက်ထပ်သွင်းကိုတကိုးတော့သွင်းပေးလိုက်နိုင်လည်းဖြစ်ပါတယ်ဒီသွင်းကိုကြောက်မယ်လင်းထက်ဆိုးရဲ့ဒီရာသီမြန်မာနေရှင်လီသွင်းကိုကတော့2ဂိုးအထိရှိလာခဲ့ပြီလည်းဖြစ်ပါတယ်
ISB အသင်းရဲ့ခံစစ်ကအရှင်းထုတ်ပုံမတည်သက်ပုံရဲ့တစ်စင်ပြန်လဲရှာထွက်လာတဲ့ဘောလုံးကိုတိုက်စစ်ကိုအသင်းလိုက်ပါလာခဲ့တဲ့လင်းထက်ဆိုသူကဘယ်ရှင်နဲ့အကောင်းမွန်ဆုံးကန်သွင်းဆုံးသက်ပြီးတော့ရှောင်းလိုက်တဲ့အသင်းတို့ကနောက်ထပ်သွင်းကိုတကိုးတော့ထမှန်သူနိုင်ခဲ့ရလဲဖြစ်ပါတယ်ကွန်ကျော်စင်ဟိန်းအောင်နာဆိုးနဲ့တွက်ခတ်ဖို့စ조사ပေးမယ် SB အသင်းကပြန်လဲရှိသွားခဲ့ဖြစ်ပါတယ်ကောင်းမြတ်ငိမ့်လက်ကန်တယ်ခွင့်လည်းမရထားသေးရဲရင်အောင်မယ်ကျော်ဖက်လာရဲရင်အောင်မယ်လက်ကန်တယ်လိုင်းဘိုနဲ့တော့ပြန်လဲတွက်ဖက်ထားခဲ့တာဖြစ်ပါတယ်ရဲရင်အောင်အင်တာဆိုးပဲတယောက်ရိုက်ယူသွားပြီလူလူကျွတ်ပဲရှုပ်ကန်နေထားပြီရဲရင်အောင်တောင်ကမောကန်နေထားပြီကောင်းတိုက်ပြီကိုဘီခင်ဗျာလက်ရှိပွဲကစားရင်68မိနစ်ကိုရောက်ရှိလာတဲ့အချိန်မှာတော့ရှောင်းလိုက်တဲ့အသင်းရလက်ကိုနောက်ထပ်ပြတ်သားနေတယ်နောက်ထပ်သွင်းကိုတကိုးတော့ဒီနေ့ပွဲစဉ်မှာတိုက်စစ်ကစအောင်ပြေကိုထမှန်သွင်းကိုနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်ဆောင်ဖြစ်ကိုဒီသွင်းကိုကြောင့်ပဲဒီနေ့ပွဲစဉ်မှာသူ့ရဲ့သွင်းကိုကတော့2ဂိုးထိရှိလာခဲ့ပြီဖြစ်ပြီးတော့ဒီရာဒီမှာသူ့ရဲ့မြန်မာနေရှာကြီးသွင်းကိုကတော့စုစုပေါင်း73ဂိုးထိရှိလာခဲ့ပြီလည်းဖြစ်ပါတယ်တောင်ကမော်တော့တိုက်စစ်ကလူစားဝင်ကစားမှာရဲရင်အောင်ကန်နေပေးဖို့မှုတော့ area ထဲမှာအသင်းရှိနေတဲ့စောင့်ပြစ်ကိုအကောင်းဆုံးကောင်းတဲ့အဆုံးသက်ပြီးတော့ရှောင်းလိုက်တဲ့အသင်းတို့နိုင်ပြသသေးမယ်နောက်တော့သွင်းကိုတကိုးတော့ထပ်မံသွင်းပေးလိုက်နိုင်လည်းဖြစ်ပါတယ်ကောင်းမြတ်ငိမ့်အေးရတယ်ဝင်လာတယ်ရှေ့ကန်နေထားပြီးကောင်းတိုက်ရဲကိုဘီခင်ဗျာဒီချိန်မှာတော့ ISB အသင်းခြေပါကိုတကိုးတော့ရရှိခဲ့ပြီဖြစ်ပြီးတော့ဒီနေ့ပွဲစဉ်မှာတိုက်စစ်ကပါဝင်လာခဲ့တဲ့ကောင်းမြတ်ရပေးဖို့မှုတော့လူသားဝင်ကစားမှာကောင်းခန့်ကျော်အေးရတယ်မှာကောင်းမှုတော့ကောင်းတိုင်းဆုံးသက်ပြီးတော့ဒီနေ့ပွဲစဉ်မှာသူတို့ရဲ့သွင်းကိုတကိုးတော့သွင်းလိုက်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်ဘယ်ချမ်းကောင်းမြတ်ငိမ့်ပေးဖို့မှုကကောင်းမွန်ခဲ့သလိုအဆုံးသက်ခဲ့တဲ့ကောင်းခန့်ကျော်ရဲ့ကောင်းတဲ့အဆုံးသက်မှုကလည်းတော်လေးကိုကောင်းမွန်ခဲ့တာတော့ကျွန်တော်တို့မြင်တွေ့ထားခဲ့ရတယ်ဖြစ်ပါတယ်။ရင်းအောင်ပဲပြက်ကိုကြော်ထားသေးတယ်။လိုက်ဖို့လက်ကန်တယ်။တက်ဆူနီနေရတော့ဒီနေ့ကွင်းလယ်မှာပွဲစတွေကပေါဝင်ကစားခွင့်ရခဲ့ပြီးတော့ပွဲကစားချိန်54မိနစ်မှာရှောင်းနေတဲ့အတွက်သွင်းကိုတကိုးလည်းရောက်ခဲ့တာပဲဖြစ်ပါတယ်။ဂျော်ဒန်ဟာမီတန်ရှုပေးရတယ်။စောင့်ပစ်ကိုတိုက်လာတယ်။ဒီကိုကောင်းမွန်တဲ့သွင်းကိုတကိုးတော့ကျွန်တော်တို့မြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။တို့သွင်းကိုကတော့စောင်းပြစ်ကိုသွင်းတာလားလင်းတက်ဆိုးသွင်းတာလားဆိုတာတော့ပြန်ပြီးတော့ကြည့်ရမယ်ဗျာ။ဒါဖြစ်စောင်းပြစ်ကိုရဲ့ကျူစာအထုပ်မှုကိုတော့တို့မဖြစ်မနေအတိမတ်ပြုရမှာပဲဖြစ်ပါတယ်။သွင်းကိုကတော့သူသွင်းနေဆိုတာတော့မသိကြသေးဘူးဗျာ။ကိုကြောပေးနေတဲ့အနေထားကနေသူရဲ့သုံးသက်ပုံကတော့အေကိုလှပခဲ့ရပဲဖြစ်ပါတယ်။ဟိုကနေလက်တက်လာတဲ့လင်းထက်ဆိုးကလည်းကိုရကျင်စောနေတော့ဝင်ပြီးတော့အဆုံးသက်သွားတာကိုတော့တွေ့ရတယ်ဗျာဒါပေမဲ့ဆောင်းပြစ်ကိုအဆုံးသက်လိုက်တဲ့ကတွင်ကိုစီးကြော်နေတာလားလင်းထက်ဆိုးဝင်ပိတ်မှကြော်သွားတာလားဆိုတာတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဒါပေမဲ့ရုပ်တံနေပြကွက်တွေရတော့လင်းထက်ဆိုးရဲ့အသွင်ကိုဖြစ်ကျွန်တော်တို့သတ်မှတ်မှာပဲဖြစ်ပါတယ်အေးကန်နေပြီကောင်းတိုက်ပြီဒီနေ့ပွဲစဉ်မှာအသွင်ကို2ကိုသူ့ထားနိုင်ခဲ့တဲ့စောင့်ပြစ်ကိုဒီချိန်မှာလည်းခေါင်းတိုင်းအဆုံးသက်ခဲ့ပေမဲ့သူရဲ့ခေါင်းတိုင်းအဆုံးသက်ချက်ကတော့နိုင်ငံအားများသွားခဲ့ရလည်းဖြစ်ပါတယ်အားသာဝနာရှင်ပြည်သူများခင်ဗျာကျွန်တော်တို့စီရင်ခံနေဆက်နေတဲ့အတွင်းမှာပဲ ISB အသင်းနဲ့ရှောင်းလိုက်တဲ့အသင်းတို့ရဲ့ဘွဲကစားခြင်းမိနစ်တွေကတော့ပြီးဆုံးသွားခဲ့ပြီလည်းဖြစ်ပါတယ်ဘွဲပြီးဆုံးသွားတဲ့အချိန်မှာတော့ရှောင်းလိုက်တဲ့အသင်းဟာ ISB အသင်းကို6ဂိုးတကိုးဆိုရလိုက်နိုင်ရှိသွားပါကြောင်းစီရင်ခံနေဆက်နေရင်းနဲ့ပဲကျွန်တော်တို့ရဲ့အတိုင်းထုတ်လွှင့်နေဆက်နေမှုကိုတော့ဒီမှာပဲရန်နာခွင့်ပြုပါခင်ဗျာဒီနေ့ပွဲစဉ်ကိုချိန်ပေးကြည့်ရှုပေးခဲ့ရတဲ့အားသာဝနာရှင်ပြည်သူများအားလုံးပဲစိတ်ချမ်းသာရင်ကိုယ်ကြီးချမ်းသာရင်နဲ့ပြည်သူနိုင်ကြပါစေခင်ဗျာ